ခြေလမ်းတစ်တောင်းလျှောက်ခြင်းနဲ့နှလုံးကျန်းမာရေးတနေ့ကိုခြေလမ်းတစ်တောင်းလှမ်းမှုဆိုတာလူပြောများတဲ့ challenge တစ်ခုသက်မဟုတ်ပါဘူးတကယ်တော့ဒါကသင့်နှလုံးသားအတွက်အလွန်ထိရောက်တဲ့အားစီးတစ်ခွက်ပါအချို့သောသိပ္ပံနည်းကျလေ့လာမှုတွေမှာခြေလမ်း၄000လောက်ကနေစပြီးတော့ကျန်းမာရေးအကျိုးကျေးဇူးတွေခံစားရတယ်လို့ဆိုပါတယ်ဒါပေမဲ့1000ထိရှောက်နိုင်ရင်တော့အကောင်းဆုံးပေါ့ကျွန်တော်တို့ခြေလမ်းလမ်းတိုင်းနှလုံးကနေသွေးတွေကိုပို့ပြီးတော့ထိရောက်စွာညှစ်ထုတ်ပေးရပါတယ်ဒါကနှလုံးကြွက်သားတွေကိုအားကစားလုပ်ပေးသလိုဖြစ်ပြီးတော့သွေးကြောတွေလည်းပို့ပြီးပျော်ပြောင်းလာစေပါတယ်သူတေသနာလေ့လာချက်တွေအရတနေ့ကိုခြေလမ်း1000လောက်ရှောက်ပေးတာကလုံးဝမလျှောက်ဖက်နဲ့အိမ်မှာပဲထိုင်နေတဲ့လူတွေထက်စားရင်နှလုံးရောဂါဖြစ်နိုင်ခြေကို90%လောက်ထိရှော့ချနိုင်တယ်လို့ဆိုပါတယ်။ဒါအပြင်သွေးတိုးရောဂါကိုလည်းကျဆင်းစေသလိုသွေးတွေကမကောင်းတဲ့ကိုလက်စထရောဓာတ်တွေကိုလည်းဖယ်ရှားပေးပါတယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့ကိန်းကနန်းတွေထက်လှုပ်ရှားရှိနေဖို့ပါ။ဒါကြောင့်ဓာတ်လေကားဆက်လေကားသုံးမဲ့အစားလှေကားသုံးပြီးတော့အတက်အဆင်းလုပ်တာထိုင်ပြီးတော့ဖုန်းပြောမဲ့အစားလမ်းလျှောက်ရင်းနဲ့ဖုန်းပြောတာစသဖြင့်အမှုကျင့်ကောင်းနေတဲ့အစားထိုးလိုက်ပါခန္ဓာကိုယ်မှာပုံမှန်လှုပ်ရှားမှုရှိလေလေတင့်နှလုံးကပို့ပြီးတော့ကျန်းမာလေလေပါပဲ